န်းနံပါတ်201 202 203 205ရှိမှာကိုညံမတ်တက်ရက်လိုက်204မရှိဘူးလားဆိုမရှိဘူး204မှမဟုတ်ဘူး4ပါတဲ့အခန်းနံပါတ်ဘယ်ဆောင်မှမရှိဘူးဂျပန်မှာ4ဆိုတာရှိဆိုတာတေးတာဖြစ်တဲ့အတွက် unlucky number ဆိုပြီးတော့4ဆိုတဲ့အခန်းနံပါတ်တွေမရှိကြဘူးကိုညံလာတာကနာရီသူတငယ်ချင်းတောင်းသေးလို့လာတာဒါဆိုလို့ရှိရင်သူတငယ်ချင်းတောင်းဟာအခန်းနံပါတ်4မှာရှိနေလိမ့်မယ်ဆိုပြီးတော့သူဒီလိုမျိုးစဉ်းစားသူရှိဟာလျှက်စစ်ဖဲကိုသူနှိပ်လိုက်တဲ့အခါကျတော့တက်လက်ပိုင်းလောက်ရှိတဲ့အမျိုးသမီးတယောက်ထွက်လာပြီးတော့အထဲကြွပါဆိုပြီးတော့ဒီလိုမျိုးပြောတယ်သူကလည်းဖက်နှက်လေးချွတ်ပြီးတော့အထဲဝင်မဲ့အလုပ်မှာကောင်မလေးတယောက်ရဲ့အတန်ကြားလိုက်ဘယ်သူလဲဆိုကိုညာကလည်းဒီအတန်ရင်းနှီးနေပါတယ်ဆိုပြီးတော့မော့ကြည့်တဲ့အခါမှာမိခိုင်ဖြစ်တယ်မိခိုင်ကလည်းကိုညံဆိုပြီးတော့ဒီလိုမျိုးခရီးဥကြိုပြုသလိုဖြစ်သွားဒါနဲ့ကိုညံလည်းထူးဆန်းတဲ့အကြည့်နဲ့တစ်ချက်ကြည့်လိုက်ပြီးတော့သူလည်းဧည့်သည်ဝိုင်းနဲ့တော့ဝင်ထိုင်နေဧည့်သည်နဲ့စကားပြောတယ်ဘယ်ကလာတာလဲဟီရိုရှီမာလာတာကာဆာကီတီဆိုအဝေးပဲနော်ဘာညာနဲ့ဒေါ်ကီပြစ်နေကြမိခိုင်ကတော့မျက်လွှာလေးချပြီးတော့တွေးချင်တာတွေးပြီးတော့ငေးချင်တာငေးနေတာဒါနဲ့ကိုညံကနေပြီးတော့တောင်းကြီးဘယ်လိုလုပ်ပြီးဆုံးတာလဲဆိုပြီးတော့မိခိုင်ကမေးတဲ့ခါကျတော့မှမိခိုင်အသက်ပြန်ဝင်လာတယ်အဲ့ဒီနေ့ညတောင်းဖဲသွားရတယ်ဖဲနိုင်တယ်ဆိုပြီးတော့မိခိုင်စီကိုစာပို့ပြီးတော့တောင်းဆက်သွယ်မရတော့2ရက်3ရက်လောက်နေမှရဲစခန်းကနေပြီးတော့အကြောင်းကြားတယ်တောင်းဆုံးပြီမတော်တဆမှုပေါ့ဒါပေမဲ့မိခိုင်ကဒီလိုမထင်ဘူးမတော်တဆမှုတော့မဖြစ်နိုင်ဘူးလူသတ်မှုပဲဖြစ်ရမယ်ဆိုပြီးတော့သူဒီလိုမျိုးတွေးတယ်ဒါပေမဲ့တောင်းသွားခဲ့တဲ့အိမ်ဟာယာကုဇာအိမ်ဖြစ်နေတယ်ဒါကြောင့်မလို့ရဲကလည်းအင်တင်တယ်လုပ်နေတယ်ဆိုပြီးတော့သူဒီလိုမျိုးတွေရှင်းပြတာအဲ့ဒီခါမှာကိုညာမှတ်ရစကားတစ်ခုပြောတယ်တောင်းဟာကံကြမ္မာဇိုးတွေကိုသိခုံမင်းတဲ့လူဆိုပြီးတော့ဒီလိုမျိုးပြောလိုက်တယ်ဒီလိုမျိုးပြောတဲ့အခါမှာမိခိုင်စိတ်ထဲတစ်မျိုးဖြစ်သွားပြီးတော့ပါဇက်ကိုလက်နဲ့အုပ်ပြီးတော့သူ့ရဲ့မီးမထွန်းထားတဲ့အိတ်ခမ်းလေးတွေဝင်ပြေးသွားတယ်သူ့နောက်ကိုလည်းအနှောက်ယှက်ဖြစ်မှာဆိုပြီးတော့ဘယ်သူမှမလိုက်သွားဘူးလူဆိုတာကသူတို့ရဲ့နှလုံးသားထဲမှာပြင်းထန်ထိခိုက်ခံစားလာပြီဆိုလို့ရှိရင်ဘယ်သူမှမရှိတဲ့အခန်းလေးထဲမှာတယောက်တည်းသွားပြီးနေတတ်တယ်။ဘာကြောင့်ဘယ်သူမှမရှိတဲ့အခန်းလေးထဲမှာသွားပြီးတော့နေရတာလဲဆိုလို့ရှိရင်သူတို့ရဲ့နှလုံးသားထဲမှာဖွက်ထားတဲ့အခန်းလေးတစ်ခန်းရှိနေလို့အဲ့ဒီဖွက်ထားတဲ့အခန်းလေးထဲမှာလူတစ်ယောက်ကိုပိတ်ပြီးတော့လှောင်ထားတယ်။အပြင်ကလူကအထဲဝင်သွားတဲ့အခါမှာအထဲကလူကအပြင်ထွက်လာတယ်။အပြင်ကလူကိုသေတဲ့အထိအောင်နှိပ်စက်တတ်တယ်ကိုညာကတော့တောင်ကြောင်းနေစဉ်းစားတယ်သူတို့တငယ်ချင်းတွေငယ်တည်းကနေပြီးတော့စော့ခဲ့တာတွေကစားခဲ့တာတွေသူရေနစ်လို့တောင်ကကယ်ခဲ့တာတွေနောက်ပြီးတော့တောင်ကသူ့ကိုဒုက္ခပေးခဲ့တာတွေအမျိုးမျိုးသူတောက်လျှောက်ကြီးစဉ်းစားနေတယ်မိခိုင်ကကိုညာကြောင်းနေစဉ်းစားတယ်ကိုညာနဲ့သူနဲ့လဲခဲ့တာတွေပျော်ခဲ့တာတွေဒီလိုမျိုးတွေပြန်ပြီးစဉ်းစားနေတာကိုညာကအရင်ဂျပန်ရောက်လာပြီးတော့သူ့ရဲ့ရှိသမျှပတ်စံတွေကိုမိခိုင်ဂျပန်လာဖို့သူတောင်းခဲ့တာဒါပေမဲ့မိခိုင်ဂျပန်ရောက်ပြီးတစ်နှစ်လောက်ကြာလာတဲ့အခါမှာအလောက်ကထွက်ပြေးပြီးတော့တိုကျိုမြို့ကိုရောက်သွားတယ်တိုကျိုမြို့ကိုရောက်တဲ့အခါမှာတိုကျိုရဲ့ယဉ်ကျေးမှုတွေနဲ့သူအသားကျလာတိုကျိုရဲ့ယဉ်ကျေးမှုတွေဆိုတာအခြားမဟုတ်ဘူးဖောက်ပြန်တာရေးနိုင်ငံသားနဲ့ကြိုက်တာဒီနှစ်ခုဒါရီသူအသားကျရိုးလာတယ်လိန်မော်သီးအမြဲတမ်းစားနေတဲ့လူတယောက်ဟာပန်းသီးလေးပြောင်းပြီးတော့စားကျင်တဲ့စိတ်တွေဖြစ်လာတယ်ဒီလိုမျိုးဖြစ်ပြီးတော့
သူ့အလုပ်ထဲကတာအောင်နဲ့ကြိုက်တယ်ကိုညံကိုအဆက်အသွယ်ဖြတ်တယ်ကန်တရားကတခါလေကျတော့ဒူးဆန်းတယ်မတွေ့ချင်လို့ရှောင်ပြီးပြေးပါတယ်ဆိုမှအဲ့ဒီလူနှစ်ယောက်ကိုထူးထူးဆန်းဆန်းပြန်ပြီးတော့တွေးဆုံပေးတတ်တယ်အဲ့ဒီညမှာကိုညံကလည်းဟိုတယ်ခန်းထဲမှာအိတ်မပြုတ်မိခိုင်ကလည်းသူ့ခန်းထဲမှာအိတ်မပြုတ်မနက်ခင်းကျတော့တာအောင်ရဲ့အာသုဘကိစ္စကြီးလုပ်ရတယ်တာအောင်ရဲ့မျက်နှာပြုံးနေတယ်လို့ပဲဘာကိုစဉ်းစားပြီးတော့သူတေကန်ကြီးပြုံးသွားတာလဲဆိုတာကိုဘယ်သူမှမသိကြဘူးတာအောင်ရဲ့အာသုဘပြီးတဲ့ညနေမှာကိုညံလည်းပြန်ဖို့လုပ်တယ်မိခိုင်လည်းသူ့ခန်းထဲမှာတယောက်တည်းမျက်ရည်နဲ့မျက်ခွက်ပေါ်ကိုညံကလည်းရထားပေါ်ကရိပ်ကြံခဲ့တဲ့မြင်ကွင်းတွေကိုအတိတ်ပဲမရှိသူငေးပြီးတော့ကြည့်နေတယ်မိခိုင်ရဲ့စိတ်ထဲမှာတော့ကိုညံရဲ့အကြောင်းတွေတလက်တာအောင်ရဲ့အကြောင်းတွေတလက်ဒီလိုမျိုးအဆင့်တန်းပြီးပေါ်လာသူ့ရဲ့စိတ်ကိုထိထိကိုက်ကိုက်ဖြစ်စေမဲ့တာအောင်နဲ့သူနဲ့ရှိခဲ့စဉ်ဟာအကြောင်းတစ်ခုဟာသူ့ကောင်းနဲ့ပေါ်လာတာအောင်နဲ့မိခိုင်ဟာတရုတ်ရက်ဆိုင်တစ်ဆိုင်ထဲမှာရောက်နေတယ်အဲ့ဒီတရုတ်ဆိုင်ရဲ့စင်နေပေါ်မှာဝိုင်ပလင်းအကြီးတွေအရက်ပလင်းအကြီးတွေတင်ထားတယ်အဲ့ဒီအရက်ပလင်းအကြီးတွေထဲမှာမွေဟောက်ကြီးတွေစေးရည်စိမ့်လာတယ်အဲ့ဒီမွေဟောက်ကြီးတွေကိုမိခိုင်ကြည့်ပြီးတော့ကြောက်တာတောင်အောင်ရဲ့လက်ကိုဒီလိုမျိုးကုတ်ထားတယ်ကုတ်ထားတဲ့အခါကျတော့တောင်အောင်လက်မှာသွေးပါဆူဒီမွေဟာထပြီးတော့မကိုက်နိုင်တော့ဘူးဒါကိုမိခိုင်သိတယ်ဒါပေမဲ့ဒီမွေဟာသူ့ကိုတကယ်ကိုက်တော့မှလို့သူ့စိတ်ထဲမှာခံစားရတယ်သူသေတော့မှလို့သူခံစားရတယ်ဒီအကြောင်းလေးသူ့ခေါင်းထဲရောက်လာအခုလေသူ့အတိတ်ဝိုင်ဝိုးတွေကမွေတွေဟာသူ့ကိုပတ်ထားပြီးတော့အစွဲတပြင်းပြင်းနဲ့ပေါက်ဖို့လုပ်နေပြီအဲ့ဒီအတွက်မိခိုင်ဘလို့မှမခံစားနိုင်ဘူးဒါနဲ့ပဲသူ့ရင်ထဲမှာစကလုံးကြီးစီပြီးတော့ကိုညံ့ကိုတောင်းပန်တော့မယ်ဆိုပြီးတော့သူအလွတ်ရနေတဲ့ဖုန်းနံပါတ်လေးကိုခေါ်လိုက်တယ်ခေါ်လိုက်တဲ့အခါမှာကိုညံ့ကြည်စံရထားပေါ်ရောက်နေတဲ့အခါကျတော့ဖုန်းနံပါတ်ကစိမ်းနေတယ်ဘယ်သူဖြစ်မလဲဆိုပြီးသူစဉ်းစားရင်ねမိခိုင်များဖြစ်နေမလားဆိုပြီးတော့သူဖုန်းကင်လိုက်တယ်ဟယ်လိုမိခိုင်လားဆိုပြီးတော့သူဒီလိုမျိုးတန်းပြောလိုက်တယ်ဒါပေမဲ့မိခိုင်စီကဘာတမ်းမှမကြားတော့ဘဲနဲ့နောက်ဆုံးမှာဖုန်းကြောက်တယ်အဲ့ဒီနေ့ကမိခိုင်ဟာသူ့ရဲ့အဆောင်နောက်ကတောကြီးတွေကိုဝင်သွားတယ်အဲ့ဒီနေ့ကနေစပြီးတော့မိခိုင်ကိုဘယ်သူမှရှာလို့မတွေ့တော့ပါဘူးဒီဝတ္ထုလေးဟာနောက်ဆောင်မှာပါမယ်ကျွန်တော်ရေးထားတဲ့ဝိုင်ဦးတွေကမွေးဆိုတဲ့ဝတ္ထုလေးဖြစ်ပါတယ်စာအုပ်လေးထွက်လာရင်လည်းအားပေးကြပါအောင်လို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ဟုတ်ပါပြီအားလုံးကျေးဇူးတင်ပါတယ်ဗျာ